အားလုံးမင်္ဂလာပါဗျာเนาะကျွန်တော်တို့ခုဒီနေ့ဒီ ETAC V22 ပေါ့เนาะ version 22ပေါ့เนาะအဒါလေးကိုကျွန်တော်တို့ဒီနေ့ install လုပ်ကြည့်ရအောင်เนาะ install လုပ်ကြည့်ကြရအောင်เนาะအရင်ဆုံးကျွန်တော်ဒီဒါလေးကိုကျွန်တော်ဒီမှာ Telegram မှာတင်ပေးထားတယ်เนาะဆိုတော့အဲ့ဒါလေး download ဆွဲလိုက်ပေါ့เนาะဆိုတော့အရင်ဆုံးကျွန်တော်တို့ဘာမှမလုပ်သေးခင်ကျွန်တော်တို့ဒီမှာဒီ antivirus software တွေရှိတယ်ဆိုရင်ခဏလေးတော့ပိတ်ပေးရမယ်เนาะဒီမှာကျွန်တော်တို့ဒီ antivirus software မဟုတ်ဘူးဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာ Windows ကပါတယ် Virus and Threat Protection တွေကနေကျွန်တော် real time protection ကိုလည်းခဏပိတ်ပေးထားရမယ်เนาะဆိုတော့ဒီမှာကျွန်တော်တို့ဒီကနေပြီးတော့ Virus and Threat Protection ဆိုပြီးတော့ဒီမှာကျွန်တော်ဒီ search bar လေးကနေပြီးတော့တစ်ချက်ရှာလိုက်ပြီးလို့ရှိရင်ဒီမှာ Virus and Threat Protection လို့ရေးပြီးရှာလိုက်ကျွန်တော်တို့ဒီမှာတစ်ခါလဲတွေ့နေအောင်เนาะတစ်ခါလဲဟိုလောက်ထားပြီးသားဖြစ်နေလို့เนาะဆိုတော့ဒီမှာရိုက်ချလိုက်ပေါ့เนาะဆိုတော့ဒီမှာအဲ့ဒါလေး Virus and Threat Protection ဆိုတာလေးကိုတစ်ခါဖွင့်လိုက်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်ကိုနည်းနည်းဆွဲချလိုက်ပါเนาะဒီမှာ Virus and Threat Protection setting အောက်ကနေပြီးတော့ဒီမှာ manage setting ကိုတစ်ချက်နှိပ်ပြီးလို့ရှိရင်ဒီမှာ real time protection ကိုပိတ်ပေးလိုက်ပါเนาะအပြင်ဒီမှာ yes ပေါ့เนาะဒါ real time protection ကိုပိတ်ပေးလိုက်ပါเนาะတခြားသော antivirus software တွေသုံးထားတယ်ဆိုလို့ရှိရင်လည်းဒီခဏလေးတော့ပိတ်ပေးရမှာပါเนาะဆိုတော့အဲ့ဒါတွေပိတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီကျွန်တော် Telegram မှာတင်ပေးထားတဲ့ဒီ zip file လေးပေါ့เนาะ ETAC CSI ETAC ကျွန်တော်ဒီ V22 အတွက်တင်ပေးထားတဲ့ဒီ file လေးကို download ဆွဲပြီးရင်ကျွန်တော်တို့ကို down ပြီးတော့ကိုသိမ်းထားတဲ့နေရာကိုသွားပြီးတော့ဒါလေးကိုကျွန်တော်ဒီ zip file လေးကိုအရင်ဆုံးကျွန်တော်ဖြီလိုက်ပြီပေါ့เนาะဆိုတော့ zip file လေးကိုဖြီမယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့ကဒီမှာ extract here ကိုလည်းနှိပ်လို့လည်းရတယ်ဒါမှမဟုတ်လို့ရှိရင် extract to CSI ETAC ဒီမှာเนาะ Ultimate 22เนาะဒါလေးလည်းကျွန်တော်တို့နှိပ်ပြီးတော့လည်းဖြီလိုက်လို့ရတယ်เนาะဆိုတော့ဒီမှာတော့ကျွန်တော်ဒါလေးလုံးမပြလာဘူးဒါလေးတော့တော်တော်လွယ်တာဆိုတော့เนาะဆိုတော့ဒီမှာဖြီထားပြီးသားရှိတယ်ပေါ့เนาะဆိုတော့ဒီမှာဒီ CSI ETAC ဒီဟာလေးဒီ folder လေးရလာလိမ့်မယ်ဒီဟာလေးကိုကျွန်တော်တို့ခုနက zip ဖြီလိုက်ရင်ဒီ folder လေးရလာလိမ့်မယ်ပေါ့เนาะဆိုတော့အဲ့ထဲကို double click နဲ့တစ်ချက်ဝင်ပြီးရင်ကျွန်တော်နောက်ထပ်ဒီ folder လေးကိုတစ်ချက်ဝင်ပေါ့เนาะပြီးလို့ရှိရင်ဒီမှာအပေါ်ဆုံးဒီအောက်ကကျွန်တော်တို့ဒီမှာ setup.exe ပေါ့เนาะ ETAC V22 setup.exe file ဆိုတာလေးတွေ့လိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာ right clickပြီးလို့ရှိရင် run as administrator ပေါ့နော်ဒါလေးတစ်ချက်နှိပ်လိုက်ပါနော်ပြီးရင်ခဏလေးစောင့်ပေးလိုက်မယ်နော်ဆိုတော့ဒီမှာလေးကျွန်တော်လက်တော့နည်းနည်းလေးလေးတယ်ဒီခဏစောင့်နေတဲ့အချိန်တွေကိုကျွန်တော်ဒီမှာ recording ကိုခဏလေးရက်ထားတာပါကြီးမလုပ်တော့ဘူးဘာလို့ဆိုတော့တစ်ဆက်တည်းတစ်ခါတည်းပါသွားအောင်လို့ပေါ့နော်ဆိုတော့ဟိုပြဿနာဗီဒီယိုနည်းနည်းရှည်လဲရှည်ပြီပေါ့ဗျာနော်နည်းနည်းရှည်လဲကျွန်တော်တို့ဒီ laptop ကောင်းလို့များများလှုပ်လွှဲလူတွေဖို့ဆိုရင်တော့ဒါနည်းနည်းလေးဟိုကြော်ပြီးတော့ကြော်ပြီးကြည့်လို့ရတာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာ yes ကိုနှိပ်ပေးလိုက်နော်ဆိုတော့ run administrator လို့ပေါ်လာတယ်ဟာဒီမှာ yes ကိုနှိပ်ပေးလိုက်နော်ပြီးရင်သူ့ဘာသာသူဒီမှာဟိုခဏစောင့်ပေးလိုက်မယ်နော်သူ run နေတာလေးပေါ့နော်ဆိုတော့ကျွန်တော် pause မလုပ်တော့ဘူးနော်အဲ့ဒါလေးပြောတာဟို recording ကို pause မလုပ်တော့ဘူးနော်နည်းနည်းတော့စောင့်ရတယ်ကျွန်တော်ဒီလက်တော့ပြရတယ်နော်ဒါပြီးဒါလေးတက်လာပြီဆိုရင်ဒီမှာ retry sorry cancel နှိပ်လိုက်ရတယ်နော်ဟောပြဿနာမရှိဘူးနော်ဒါဒီမှာဒါလေး cancel ကိုပဲကျွန်တော်ဒီမှာနှိပ်ပေးလိုက်ရတယ်ပြဿနာမရှိဘူးနော်ဒီမှာနော်ဒီနားလေးမှာသူ loading လုပ်နေရလေးကိုကျွန်တော်တို့ဒီမှာခဏစောင့်လိုက်မယ်နော်စောင့်ပေးလိုက်ကျွန်တော်လက်တော့နည်းနည်းလေးနေတော့နည်းနည်းတော့စစ်ရှိလက်ရှိလေးကြည့်ရတာပေါ့နော်
ခဏနေ installation box ကလေးကြာလာလိမ့်မယ်နော်ကြာရနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ installation box ကလေးကြာလာပြီနော်ပြီးရင်ကျွန်တော်တို့အခုဒီမှာ next ပဲနော်ဟို next ကိုပဲနှိပ်သွားနော် next ပဲပြီးလို့ရှိရင်ဒီမှာ I accept လုပ်ပေးရမှာပေါ့နော်ဒီမှာ do not accept ဆိုရင်ဘာမှလုပ်မရဘူးလေနော်ဆိုတော့ဒီမှာ I accept the term in the license agreement ပေါ့နော်ဒါလေးကိုကျွန်တော်တို့နှိပ်check လုပ်ပေးမယ်ပြီးရင် next ကိုပဲနှိပ်ရတဲ့ဒီမှာ user name တွေပါဒီ organization တွေဖြည့်ကျင်လဲရတယ်မဖြည့်ကျင်လဲရတယ်ကိစ္စမရှိဘူးဒီမှာ next ကိုနှိပ်ပြီးမယ်နော်ပြီးရင် next ပဲနော်ပြီးလို့ရှိရင်ဒီမှာတော့ကျွန်တော်ဒီမှာအောက်ဆုံးอ่ะပေါ့နော်ဒီမှာ on pan standalone ဆိုတာလေးကိုနှိပ်ပြီးနော်ဒီအောက်ဆုံးอ่ะနော်ဒါလေးကိုတစ်ချက်ဒီအောက်ဆုံးက on pan standalone ဆိုတာလေးကို check လုပ်ပြီးမယ်ပြီးလို့ရှိရင်ကျွန်တော် next ပဲနော်ပြီးရင်ကျွန်တော်ဒီမှာ install နှိပ်ထားလိုက်အောင်နော်ဒါဆိုရင်သူ installation လုပ်တာလေးကိုကျွန်တော်တို့ခဏစောင့်ပြီးလိုက်မယ်နော်နော်ခဏလေးစောင့်ပြီးလိုက်မယ်နော်ကျွန်တော်ဒီမှာတော့ဟိုမလုပ်တော့ဘူးနော် recording မရက်တော့ဘူးနော်ဗီဒီယိုတော့နည်းနည်းရှည်သွားတာပေါ့နော်သူလုပ်တင်စောင့်ရတော့လေနော်နော်ဒီမှာဒါလေးပေါ်လာတာနော်ဒီမှာဒီနားလေးမှာဒီအောက်ခြေလေးမှာနော်ဒီ test bar ပေါ့နော်အောက်ခြေက test bar လေးမှာထောက်ကျင်သိရနော်ဒီမှာပေါ်မလားဒီမှာဒီလိုမျိုးတစ်ခါတည်းပေါ်မလာရင်အောက်ခြေက test bar လေးမှာနောက်တက်ကျွန်တော်တို့ဒီမှာ license activation error ဆိုတဲ့ box ကလေးနော်အောက်ခြေက test bar လေးကိုကျွန်တော်ထောက်ကြည့်လိုက်ရင်တွေ့လိမ့်မယ်နော်ဆိုတော့အဲ့ဆိုရင်အဲ့ဒါလေးကိုထောက်လိုက်ရင်ဒီမှာဒီ okay ဒါလေးပေါ်လာလိမ့်မယ်ဒါလေးတွေကိုကျွန်တော်ဒီမှာ okay တစ်ချက်နှိပ်ပြီးရင်ဒီမှာကျွန်တော်တို့ okay တစ်ချက်နှိပ်ပြီးလို့ရှိရင် license activation was not complete ရတယ် okay ပဲနော် okay ပဲနှိပ်ပေးလိုက်ပြီးရင်ကျွန်တော်ခဏစောင့်မယ်နော်
နည်းနည်းလေးတော့စောင့်နေရတယ်နော်ဒီဟိုလက်တော့ကောင်းကောင်းနဲ့ဆိုရင်တော့ဒီလောက်မကြပါဘူးနော်ဒီကျွန်တော်ဒီလက်တော့လေးကနည်းနည်းလေးလေးနေလို့မလို့ပြီးရင်ကျွန်တော်ဒီမှာ finish ကိုနှိပ်ပေးလိုက်နော် finish ကိုနှိပ်ပြီးထွက်ပေးလိုက်ပါနော်ဒါဆိုရင်ကျွန်တော်ဒီမှာ install လုပ်တာကတော့အလုပ်လုပ်ပြီးသွားပြီပေါ့နော် install လုပ်ပြီးသွားပြီဒါပေမဲ့ကျွန်တော်ဒီမှာ craft ဖြည့်ပေးရအောင်မယ်နော်ဆိုတော့ craft ဖြည့်ပေးဖို့အတွက်ကျွန်တော်အခုဒီမှာဒီ craft ဆိုတဲ့ထဲကိုတစ်ချက်သွားနော်ဒါလေးကိုနော်ဆိုတော့အဲ့ဒီထဲကိုတစ်ချက်သွားမယ်နော်ဒီမှာ readme.txt ပေါ့နော် .txt လေးဒါလေးကိုကျွန်တော်အခုဒီမှာခဏဖွင့်ထားပေးလိုက်မယ်နော် craft ဖြည့်မယ်ဆိုတော့ဒီမှာသူကဘာလဲဆိုတော့ဒီမှာဒီ native image ဂျန်ပေါ့နော် CSI native image jan.exe ကိုကျွန်တော်တို့သွားပြီးတော့ run ပေးရအောင်ပါပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာ run ဖို့အတွက်နော်အဲ့ဒီ CSI native image ဂျန်ပေါ့နော်အဲ့ဒါလေးကို run ဖို့အတွက်ဒီမှာ etap v22 ဒီမှာ icon လေးပေါ်လာပြီနော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာပေါ်လေးကိုကျွန်တော် right click တစ်ချက်ထောက်ပြီးရင်ကျွန်တော်တို့ဒီမှာ open file location ပေါ့နော်ဆိုအဲ့ဒီထဲကနေမှာဒီထဲကနေမှာကျွန်တော်တို့ဒီမှာ CSI native image jan.exe ဆိုတာလေးကိုရှာလိုက်ဒီမှာတွေ့လိုက်ပြီပေါ့နော်ဒီမှာဒါလေးနော် CSI native image jan.exe နော်ဒါလေးကိုကျွန်တော်တို့ဒီမှာ right click တစ်ချက်ထားပြီးရင် run as administrator နော်ဒါလေးတစ်ချက်နှိပ်ပေးလိုက်ပါနော်ပြီးရင်ဒီမှာကျွန်တော်တို့ ES ကိုနှိပ်ပေးလိုက်နော်ပြီးရင်ကျွန်တော်တို့ဒီမှာF4 နော်ဒီခုနကကျွန်တော်ဒီမှာ readme.txt file မှာလည်းပြောထားတယ်နော် F4 တွေပဲနှိပ်ပေးရမယ်နဲ့ချိန်စက်တိုင်းပေါ့နော် F4 ပေါ့နော်ဒီ F4 ကိုနှိပ်ပေးမယ်ပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်ဒီမှာ F4 ကိုပဲနှိပ်ပေးလိုက်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာကြိုက်တဲ့ key ကိုနှိပ်လို့ရတယ် press any key to continuous ပေါ့နော်ဒီမှာပါတယ်ကြိုက်တဲ့ key ကိုနှိပ်ပေါ့နော်ဆိုတော့ဒီမှာ enter key ကိုပဲကျွန်တော်နှိပ်လိုက်မယ်နော်ပြီးလို့ရှိရင်ရပြီဆိုတော့ကျွန်တော်ဒီမှာ ESC key ကိုနှိပ်ပြီးထွက်လိုက်မယ်နော် ESC key ကိုနော်နှိပ်ပြီးထွက်လိုက်မယ်နော် keyboard ကနေနှိပ်ပေးရမှာနော်ဆိုတော့အဲ့ဒါလေးကျွန်တော်နှိပ်ပြီးတော့ထွက်ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အခုဒီမှာနောက်ထပ်ဘာလုပ်ရမလဲဆိုအဲ့ prep file နဲ့ကနေသွားပြီးတော့ဒီမှာ etap v22 ဒီမှာ kg နော်ဒီမှာ elevating.exe ဒါလေးပေါ့နော်ဒီ prep file လေးနော်ဒီ application ဒါလေးကိုကျွန်တော်တို့အခုမှာ elevating.exe ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့သွားပြီးတော့ right click run as administrator နော် run ပေးလိုက်ပြီးရင်ကျွန်တော်ဒီမှာ yes နှိပ်ပေးလိုက်နော်ဒါဆိုရင်ဒီမှာကျွန်တော်ဒီမှာ password တောင်းနေပေါ့နော်ဆိုတော့အဲ့ဒီ password တောင်းရင်ကျွန်တော်တို့ password ဘာကိုထည့်ပေးရမလဲဆိုရင်ခုနကကျွန်တော်တို့ဒီမှာ readme.txt file လေးနော် .txt နော်အဲ့ဒီဟို file လေးတွေကနေပြီးတော့မှကျွန်တော်အခုဒီမှာဒီ lav.team.org နော်ဒါလေးကိုကျွန်တော်ဒီမှာ password အနေနဲ့ဟိုထည့်ပေးရမှာပေါ့နော်ဆိုတော့ဒီမှာ copy ယူလိုက်ပြီးရင်ခုနကကျွန်တော်တို့ password တောင်းတဲ့ box ကလေးတွေကိုသွားမယ်နော်ဒီ enter password ဆိုတဲ့ box ကလေးထဲမှာသွားပြီးတော့paste ချပေးလိုက်နော်ပြီးရင်ကျွန်တော်တို့ဒီမှာ okay နော်ဒါလေးနှိပ်ပေးလိုက်နော်အဲ့ဒါလေးကျွန်တော်တို့ရပြီဆိုရင်ဒီမှာနော်ရနှိပ်ပြီးသွားပြီဆိုရင်ဒီမှာ press any key to continue ဆိုပြီးပြနေတယ်ရတယ်ကျွန်တော် keyboard ကကြိုက်တဲ့ key ကိုနှိပ်လို့ရတယ်နော်ကြိုက်တဲ့ key ကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ရပြီပြီးလို့ရှိရင်ကျွန်တော်တို့အခုဒီမှာ level. ဒီမှာ txt file ရယ်ကျွန်တော်တို့ဒီမှာနော် I'm sub ပေါ့နော်ဒါလေးတွေရယ်နော်ဒီ3ခုပေါ့နော်ဒီ3ခုကိုကျွန်တော်တို့ဒီမှာ copy ယူလိုက်နော်ဒီမှာ copy ယူလိုက်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ etap v22 ဒီ icon လေးပေါ်ကိုတစ်ချက်ထောက်
ပြီးရင် open file location ကိုနှိပ်ပေါ့နော် open file location နော်ရပြီအဲ့တော့ပြီးလို့ရှိရင်အဲ့ထဲမှာကျွန်တော်တို့ဒီမှာတစ်ချက် paste ချပေးလိုက်နော်နော်ဒီမှာ paste ချပေးလိုက်နော်ပြီးရင် replace the file in the destination ပေါ့နော်အပေါ် replace လုပ်ပေးမယ်ဒါလေးကိုအမှန်ချစ်နော်ဒါလေးအမှန်ချစ်ပြီးတော့ဒီမှာ continuous နှိပ်ပေးနော် continuous နှိပ်နော်ပြီးလို့ရှိရင်ဒီ whole အပေါ်ဆုံးပြန်တက်သွားလိုက်နော်ဒီမှာ CSI license နည်းဆိုတာရှိတယ်နော် CSI license နည်းဆိုတာကိုတစ်ချက်အထဲကိုတစ်ချက်ဝင်လိုက်ပြီးလို့ရှိရင်ဒီထဲမှာလည်းသွားပြီးတော့ကျွန်တော်တို့ဒီမှာ paste ချပေးလိုက်မယ်နော်ပြီးလို့ရှိရင်အပေါ်ကကျွန်တော်တို့ဒီမှာ replace ကိုပဲယူရနော် replace ကိုပဲယူရနော်ပြီးရင် continue ကိုနှိပ်နော်ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ crack လည်း install လည်းလုပ်ပြီးသွားပြီ crack လည်းဖြည့်ပြီးသွားပြီပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒီမှာ ETAP ကိုတစ်ချက်လောက်စမ်းပြီးတော့ဖွင့်ကြည့်လိုက်မယ်နော် ETAP V22 ဒီ icon လေးနော်ဒါလေးကိုတစ်ချက်စမ်းဖွင့်ကြည့်လိုက်မယ်နော်ဒါဆိုရင် ETAP software ကိုဖွင့်နေပြီနော်ရပြီဒါဆိုရင် ETAP ပွင့်လာပြီပေါ့နော် ETAP software ပွင့်လာပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာ ETAP software ကိုသွားပြီးတော့အလုပ်လုပ်လို့ရဖို့ကျွန်တော်တို့အစင်သင်ဖြစ်နေပြီပေါ့နော်ကျွန်တော်ဒီမှာ have တဲ့ကိုသွားပြီးတော့လည်းဒီမှာ about ETAP ကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်နော်ဆိုတော့အဲ့ဒီထဲမှာလည်းကျွန်တော်တို့ကဒီမှာတော့ဒီမှာ365 day left on standalone line စီပေါ့နော်ဆိုတော့ဒီလိုမျိုးရနေပြီနော်ဆိုတော့ဒီမှာဒါ ETAP ကျွန်တော်တို့ installation လုပ်တာရော crack ဖြီတာရောလောကပြီးသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာအလုပ်လုပ်မယ်ဆိုဒီမှာ new model ပေါ့နော်အရင်ရှိပြီးသား file ဖွင့်မယ်ဆိုရင်လည်း open ACT model စတာနဲ့စပြီးတော့ကျွန်တော်တို့ ETAP ကိုအသုံးပြုပြီးတော့အလုပ်လုပ်လို့ရဖို့အတွက်ကျွန်တော်တို့ software installation ကလောက complete ဖြစ်သွားပြီပေါ့နော်ဆိုတော့ဒါပိတ်လိုက်မယ်နော်အခုဒီမှာတော့เนาะ ETAP သင်ခန်းစာလေးစတာကြမှာပဲကျွန်တော်တို့ဖွင့်ပြတော့မယ်နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒါသုံးလို့ရတဲ့အနေအထားကိုစဉ်းစားဖြစ်နေပြီပေါ့နော်ဒါပိတ်လိုက်ပြီနော်ကဲဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနော်ဒါ ETAP software လေးကိုလိုက်ပြီးတော့ install လုပ်ကြည့်ပေးကြပါအောင်နော် install လုပ်ထားပေးကြအောင်နော်လုပ်ကြည့်ပေးဆိုတော့ install ကလုပ်ထားပေးရမယ်နော်